အားလုံးကြားမှုတဲ့အရာလေးတစ်ခုပဲဖြစ်ပါလိမ့်မယ်။စင်လို့ပြောရင်စင်နေရအကောင်ကြီးအကြီးကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစင်တွေကိုထွက်မပြေးနိုင်အောင်ပေါ့နော်ထွက်ပြီးတော့မသွားနိုင်ဖို့အတွက်သူတို့ကိုချုံနှောင်ထားတဲ့အကျိုးတွေကပေါ့နော်အကြီးကြီးတွေလို့တာမန်မှာကျွန်တော်တို့ထင်ကောင်းထင်နိုင်တယ်။တကယ်တမ်းကျတော့သူတို့ကိုချီနှောင်ထားတဲ့ကျိုးလေးတွေဟာသေးလေးတွေပဲဖြစ်တယ်ပေါ့နော်။အဲ့လိုဆိုတော့အဲ့ဒီရဲ့အရာတစ်ခုကိုမြင်တဲ့အခါကျတော့ဒီလောက်ကြီးတဲ့စင်ကြီးကဘာကြောင့်ဒီကျိုးသေးသေးလေးကိုယုံပြီးတော့ဒီနေရာကနေပြီးတော့ထွက်သွားခွင့်ရှိပါလေတဲ့ဘာကြောင့်ထွက်မသွားတာလဲလို့စိတ်ဝင်စားသွားတယ်ပေါ့နော်အဲ့လိုစိတ်ဝင်စားသွားတဲ့အခါကျတော့စင်တိန်ကိုမေးတယ်စင်တိန်ကဘာပြန်ပြောလဲဆိုတော့သူတို့ကိုဟိုးငငယ်လေးကလေးကသူတို့မယုံနိုင်တဲ့တန်ကြိုးတွေနဲ့သူတို့ထိန်းချုပ်ထားတာဖြစ်တယ်သူတို့ရဲ့အရွယ်ကြီးလာလို့ဒီစင်အကြီးကြီးဖြစ်သွားတဲ့အချိန်ကြတော့လေသူတို့ကအမြဲတမ်းဒီတန်ကြိုးတသေးလေးကိုမယုံနိုင်ဘူးဆိုတဲ့အသည့်တစ်ခုဟာသူတို့ရဲ့စိတ်မှာကဲအောင်ပြီးတော့ကြီးလာတဲ့အခါကျတော့လေဒီတန်ကြိုးတသေးလေးကိုယုံနိုင်မှလင်းနဲ့သူတို့ယုံထွက်ဖို့ကြတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်မကြားလိုက်တဲ့အခါကျတော့ကျမတို့ရဲ့အနေနဲ့လေလူတွေကကိုနေသားကြတဲ့ပတ်ဝန်းကျင်မှာအမြဲတမ်းနေကြဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်ကနေပြီးတော့ကျွန်တော်တို့ယုံထွက်ဖို့အမြဲတမ်းခက်ခဲနေကြတယ်မင်္ဂလာပါကျွန်မကေစာပါလက်ရှိဂျပန်နိုင်ငံမှာအလုပ်လုပ်နေနေ online business coach and trainer တယောက်အနေနဲ့ရပ်တည်နေပါတယ် online ကနေပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုတိုးချက်ခြင်းတဲ့သူတွေ online ကနေပြီးတော့ဝင်ငွေရှာဖို့ခက်ခဲနေတဲ့သူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်တခါတလေမှာကျမတို့တွေဘဝကိုတိုးတက်အောင်မြင်ခြင်းလေလို့ပြောပေမဲ့ကျမတို့ကိုစွဲပြီးတော့ကင်ထားတဲ့အရာတစ်ခုဟာကျမတို့ကဟလာပညာမတတ်တဲ့အတွက်ကြောင့်မို့လို့ဘဝမှာတိုးတက်အောင်မြင်မှုမရနိုင်တော့ဘူးဆိုတော့တန်ကြိုးတစ်ခုနဲ့ကျွန်မနှောင်တဲ့အရာတွေများလာတဲ့အခါကျလို့ရှိရင်လေကျွန်တော်တို့တိုးတက်အောင်မကြိုးစားတော့ဘူးကျွန်တော်တို့တွေစီးရတဲ့မိသားစုကနေပြီးတော့ပေါက်ဖွာလာခဲ့လို့ငါတို့ဘဝမှာဟလာအတိုင်းဝိုင်းကောင်းမရှိဘူးကုညီမဲ့မိတ်ဆွေအပေါင်းအသင်းတွေမရှိဘူးဆိုတဲ့အတွေးတစ်ခုရဲ့တန်ကြိုးတစ်ခုကိုချုပ်ကင်ထားပြီးလို့ဆိုရင်လေကျွန်တော်တို့တွေဟာအဲ့ဒီပတ်ဝန်းကျင်ကနေပြီးတော့ကျွန်တော်တို့ယုံမထွက်တော့ဘူးနောက်တန်ကြိုးတစ်ခုကအရာရာတိုင်းဟာဘဝဟာအတိတ်ကံပါလာပြီးသားကိုဘလောက်စူးစမ်းအရာရာတိုင်းဟာကံတရားကပဲစီရင်သွားတာပါဆိုပြီးတော့အဲ့ဒီတန်ကြိုးကိုချုပ်ကင်ထားတဲ့သူတွေနှစ်ပေါင်းများစွာကြာလာတဲ့အခါကျလို့ရှိရင်လေအဲ့လိုပတ်ဝန်းကျင်ကနေပြီးတော့ယုံမထွက်နိုင်တော့ဘူးဒါကြောင့်မို့လို့ကျမတို့ကအဲ့ဒီလိုမျိုးတန်ကြိုး၃ခုကိုကျမတို့ချီနှောင်ထားပြီးဒီလိုတန်ကြိုး၃ခုဟာကျမတို့ငယ်စဉ်ကနေပြီးတော့မှလူတိုင်းကျမကိုယ်တိုင်ကျမတို့ငယ်စဉ်ကနေပြီးတော့မှကျမတို့ချီနှောင်ခံခဲ့ရတယ်နှစ်ပေါင်းများစွာဒီလိုတန်ကြိုးတွေနဲ့ကျမတို့ကိုကျမတို့ထိန်းချုပ်လာကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဒီချိန်မှာစူးစမ်းခွင့်ရပါတော့လေကျမတို့မှာတန်တရားစိတ်တွေစိုးရိမ်စိတ်တွေနဲ့ကျမတို့ယုံမထွက်နိုင်တဲ့သူတွေအများကြီးရှိတယ်ဒီနေရာမှာကျမတို့ကစင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တလိษံဆိုတဲ့သူတွေမှာသူတို့မှာစဉ်းစားတွေးခေါ်ဉာဏ်ဆိုတဲ့ဉာဏ်ပညာသူတို့မှာမပါလာဘူးမပါလာတဲ့အတွက်ကြောင့်မို့လို့သူတို့နေသားကြနေတဲ့ဘဝကနေပြီးတော့သူတို့ယုံမထွက်ကြပြီမယ်ကျမတို့လူသားတွေမှာစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ဉာဏ်ဆိုတာပါလာပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဒီဉာဏ်နဲ့ကျမတို့ဟာရှင်ပြီးတော့အသုံးချမယ်ဆိုလို့ရှိရင်ကျမတို့ဘလို့ပတ်ဝန်းကျင်မျိုးမှာပဲနေကျမတို့တိုးတက်ပြောင်းလဲခြင်းနဲ့အောင်မြင်ခြင်းနဲ့ပို့ပြီးတော့ချမ်းသာခြင်းနဲ့ပို့ပြီးတော့ကျမတို့ကမြင်မာတဲ့ဘဝကိုတိဆောက်ခြင်းနဲ့ဆိုတဲ့အရာတွေကိုကျမတို့ရဲ့စဉ်းစားတွေးခေါ်ဉာဏ်နဲ့ကျမတို့ရဲ့တန်ကြိုးကိုကျမတို့ဖြတ်ခွင့်ရှိပါတယ်ဖြတ်လို့ရပါတယ်ဒါကြောင့်မလို့ဒီနေရာမှာကျမမျှဝေပေးချင်တာကဒီလိုတန်ကြိုးတွေရှိနေပြီလို့ဆိုလို့ရှိရင်အခုခေတ်အခါကြီးမှာဒီတန်ကြိုးတွေကိုကျမတို့ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသောဉာဏ်အနေနဲ့ဖြတ်ထုတ်ပါကိုယ့်ရဲ့ဘဝကိုပို့ပြီးတော့တိုးတက်အောင်မြင်အောင်ကြိုးစားပါလို့ဒီနေရာမှာမျှဝေပေးခြင်းနဲ့အဲ့ဒီကြိုးတွေကိုဘယ်လိုဖြတ်ရမလဲမသိဘူးလို့ဆိုလို့ရှိရင်တော့ကျမတို့ social media ပေါ်မှာဒီလိုကြိုးတွေကိုဖြတ်တောက်မဲ့အသိပညာဘုဒ္ဓတွေကိုမျှဝေပေးနေတဲ့သူတွေအများကြီးရှိတယ်။အဲ့ဒီမျှဝေမှုတွေကနေပြီးတော့မှကျမတို့လက်တွေ့လိုက်နိုင်ခြင်းသုံးရင်းနဲ့ဖြတ်လို့ရပါတယ်။အဲ့လိုမျိုးဖြတ်ဖို့ခက်ခဲတယ်။ leverage တစ်ခုကိုယူပြီးတော့ဖြတ်ချင်တယ်လို့ဆိုလို့ရှိရင်တော့ကျမတို့ကိုယ့်ရဲ့ဉာဏ်ကိုပွင့်စေမဲ့လေ့လာသိမှုကိုအလွယ်တကူနဲ့ဉာဏ်ဆက်ဆံရစေမဲ့သင်တန်းတွေရှိပါတယ်။ဒီသင်တန်းတွေကိုလာရောက်တက်လို့ရပါတယ်။ကျမကိုယ်တိုင်ပင်လျင်ဒီလိုသင်တန်းမျိုးတွေကိုလည်းဖွင့်ထားပါတယ်။အဲ့ဒီလိုမျိုးကိုယ့်ရဲ့တန်ကြိုးတွေကိုဖြတ်ချင်တယ်လို့ဆိုရင်တော့ကျမရဲ့သင်တန်းမှာ9သိန်းနဲ့သင်တန်းတစ်ခုကိုကျမ9500နဲ့ဖွင့်ပေးထားတဲ့ပညာဒါနကာလတစ်ခုဖြစ်ပါတယ်ဒီကာလမှာငွေရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနဲ့လာရောက်ပြီးတော့လေ့လာသင်ယူလို့ရပါတယ်ကျမဒီသင်တန်းမှာအဲ့ဒီလိုမျိုးကိုယ်မှာရှိနေတဲ့စိုးရိမ်စိတ်တွေကြောက်စိတ်တွေယုံကြည်မှုမရှိတဲ့စိတ်တွေအဲ့လိုခတ်ထားတဲ့တန်ကြိုးတွေကို
ဖြတ်ထုတ်ပေးဖို့အတွက်ကျွန်မ coaching တွေကိုလည်းကျွန်မသင်တန်းမှာရှိတဲ့သူတွေကိုလည်းကျွန်မ free အခမဲ့ပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video file တွေမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်